ပေါ်တာမကြသေးသလိုပဲတဲ့အသုံးပြုကြတာလည်းမကြသေးတော့ဘယ်လောက်တာရှည်ခံမယ်ဆိုတာပြောဖို့ခက်တယ်ဒီအကိုပဲပြောဖို့ခက်တာပေါ့နော်ဒီလုပ်ငန်းထဲမှာလဲပတ်နေတဲ့လူတွေကပြောဖို့မခက်ပါဘူးမသိရလူတော့မခက်တာပါသိရလူတော့မခက်ဒီလိုပါပဲဘဲနေပဲမစိုးကျွန်တော်တို့လည်းဒီကားလောကပေါ့နော်ကားလောကဆိုရင်ဘာမှမသိရလူတွေမှာပါတယ်အဲ့လိုမျိုးဆိုခက်တယ်တခြားနယ်ပဲဆိုရင်ခက်တယ်ကိုမကျွမ်းကျင်တဲ့နယ်ပဲဆိုခက်တယ်သိတယ်နည်းနည်းပဲသိတာအဲ့လိုမျိုးကြရင်တော့ဒီအကိုကိုပြောတာတော့မဟုတ်ပါဘူးနော်အဲ့လိုမျိုးကြရင်တော့ကိုကဝင်မပြောတင်ဘူးပေါ့နော်ညီမကြီးကအဲ့လိုမျိုးဝင်ပြောတတ်ကြတယ်ရိုးဆိုလဲဘောပေးပါဦးတော်လာမကြသေးဘူးမြန်မာပြည်ရောက်လာမကြသေးဘူးအဲ့လိုမျိုးအင်ရှင်တွေရောအင်ရှင်နဲ့အမျိုးတွေရောပြောတာကြီးကြားဘူးလေသူတို့ရရှက်သွားမှဆိုလို့ပေါ့နော်ကျွန်တော်တို့သူတို့အိမ်နဲ့လောက်သွားလို့ရမပြောပါဘူးမပြောပါဘူးဘယ်လိုလဲဆိုတော့မြန်မာပြည်ရောက်တဲ့ပစ္စည်းမှန်တယ်များအကုန်လုံးကနိုင်ငံခြားမှာတို့ကနှစ်ဆိုပြီးမှရောက်တဲ့ပစ္စည်းတွေကြီးပဲဘာပစ္စည်းမဆိုအဲ့တိုင်းပဲမမိုဒီစတစ်တော်မှာကြည့်ပါလားအရင်ဆုံးကျွန်တော်တို့ဖုန်းနေစပေါ်ပါတာ 2GB 4GB 8GB 60GB အဲ့လိုမျိုးဂျင်းထည့်ပြီးတော့ရောင်းတာဒါပေမဲ့ဒါကစကားရဂျင်းထည့်လို့ပြောတာတကယ်တမ်းလူတွေအကုန်လုံးကတော့ဘန်းစကားရပြောရင်တော့ဂျင်းထည့်နေကြတာပြောနော်ဒါပေမဲ့ရိုးရိုးသားသားထည့်ရတယ်မယုံသားထည့်ရတယ်ကွာပါ 2GB တခါလဲ 8GB လို့တန်းရောက်မှာမရအောင် 2GB လားစားအဲ့ဒါကျွန်တော်ပြောတတ်တယ်ဒီတပိနှစ်ပိပစ္စည်းတစ်ခုကိုကြည့်လိုက်တယ်ကွာနိုင်ငံအနေထားနဲ့ပစ္စည်းတစ်ခုရဲ့အရေးတွေကြည့်လိုက်တာ ਨੇ ဒီပစ္စည်းတစ်ခုကဘယ်လောက်ခံနိုင်လဲဆိုတော့ကျွန်တော်တို့အိမ်လားစင်တဲ့လူနယ်ပယ်တဲ့လူတွေဆိုရင်မှန်းတတ်တယ်အိမ်လားစင်တဲ့လောကထဲမှာ၄-၅ နှစ်လောက်လဲပတ်ပြီးဆရာကြီးလုပ်နေတဲ့လူ online မှာတပုံကြီးပဲသူတို့ပြောသမျှဗီဒီယိုတွေလည်းအကုန်မှားဝေါ်ပေးပါတဲ့ပေတွေလည်းမှားပြောလို့ပြောဝေါ်ပေးပါထုတ်တဲ့နိုင်ငံတွေလည်းမှားပြောလို့ပြောဒီမှာပြည်မှာ၄-၅ နှစ်လောက်ဖြတ်တန်းလိုက်တာ ਨੇ အောင်မြင်ပြီဆိုပြီးတော့ online ပေါ်တက်လာကြတဲ့လူအများကြီးရှိတယ်နယ်ပယ်တစ်ခုခုမှာပေါ့အများကြီးကျွန်တော်တို့လည်းအများကြီးလေ့လာနေရတော့မယ်ပေါ့နော်ကျွန်တော်တို့လည်းအများကြီးလေ့လာနေရတော့မှာပဲကျွန်တော်တို့ဒီလောကမှာ19နှစ်ရှိပြီသူများအနေထားတစ်ခုနဲ့ကြည့်လိုက်ရင်19နှစ်15နှစ်တော်တော်များရထင်ရပါမယ်ကျွန်တော်တို့ဝါရင်နဲ့ကျွန်တော်တို့ဆရာကြီးအများကြီးရှိသေးတယ်တချို့ဆိုတေလုံကြရပါတော့ဟိုးလောင်းလောင်းကိုတဲ့ဒီနယ်ပယ်ကကုမ္ပဏီဆရာကြီးဘယ်လိုဖြစ်ခဲ့တယ်ကျွန်တော်တို့လန်လန်းမိတယ်ဒါပေမဲ့အဲ့ဒီဆရာကြီးရှေ့အောင်ကျွန်တော်တို့ဘာကောင်းမှမဟုတ်တော့အဲ့လိုမျိုးပဲနော်ဒီကနယ်ပယ်တစ်ခုရောက်ပြီဆိုရင်ဆရာကြီးတန်းလောက်ကြတာများကိုအောက်တက်မချေဘူးဆရာတွေကိုပြန်ချီးကပ်ပြီးတော့အများနဲ့တင်ယူနေရမယ်အများနဲ့တင်ယူနေရမယ်နော်ပညာရက်တစ်ခုကိုမဟသွားစေရအောင်အဲ့တီးခံနိုင်တဲ့တန်းတွေကိုလည်းမခံနိုင်ဘဲနဲ့ဒီလောက်ကို professional လောက်စားရဲဆိုပြီးပြောနေကြတယ်လူအများကြီးပဲကျွန်တော်တို့အရင်ကနေစားဘွားကို3နှစ်4နှစ်လောက်အလုပ်လုပ်ခဲ့ရမ်းပင်ပန်းခဲ့တယ်ရမ်းကြမ်းတမ်းခဲ့မမမှန်ငြိမ်နေရတယ်အစဲကြီးလည်းခံရတယ်အဲ့အားလည်းကိုယ်ကောင်းမှုတွေပဲပေါ့နော်နောက်လိုက်တယောက်က site ထဲမှာအလုပ်လုပ်ရတာအဆင်မပြေဘူးဆိုရင်ခေါင်းဆောင်တယောက်ကအရန်ခေါင်းချင်းရတယ်အလုပ်လည်းနှောင်နေတယ်ခေါင်းဆောင်လည်းပုတ်ပင်ပန်းတာပေါ့နော်အဲ့အကြောင်းလို့သူ့ဘက်ကဒီလိုပြုတ်မှုမှာကလည်းပြုတ်မှုဖို့အတွက်ထိမ့်သိမ့်ဖို့ကတော့ခဲရင်တာပေါ့နော်ဒါမှလည်းကိုယ်လည်းကြာတွဲမှပြင်ရတာဒါပေမဲ့လူငယ်အခုနောက်ပိုင်းကပြန်လေးတက်ပြီးဆိုတာနဲ့အဖိုက်ဖြစ်ပြီးဆိုင်ရှင်ဖြစ်ပြီးဆိုပြီးတော့တကယ်တော့တင်းယူစရာကြီးအများကြီးကျန်နေတယ်ဒီနယ်ပယ်ကကြီးကြီးလေးမဟုတ်ကျွန်တော်တို့အခု wallpaper နဲ့စိတ်တော့လုပ်ပဲလုပ်တယ် furniture တွေ manager တွေ partition တွေကြွေပြားတွေ decoration တွေလုပ်တတ်တယ်အခေါ်ရတဲ့ခေါ်တတ်တယ်စေးကြီးလည်းဝယ်တတ်တယ်တန်ပန်းတွေဒီဇိုင်းတွေလည်းလုံးနိုင်အခုမလုပ်တော့တာ3နှစ်ရှိ wallpaper တလိုင်းနေနဲ့စေးရွယ်သွားတယ်စေးရမှာကိုလိုရင်းနဲ့စေးရမှာလုပ်တယ်ဒီလိုအောက်စေးနဲ့မလုပ်ဒီကပြောချင်တာကိုမန်းနာရဲ့အပေါ်မှာကကျွန်တော်တို့ကအတူယုံကြည်တဲ့လူဆိုရင်ခံမှန်းလို့ရတယ်လို့ပြောတာအင်ရှင်တွေကလည်းသူတယောက်ကိုမေးမယ်ဆိုရင်တကယ်နားလေတကြွတဲ့လူကိုပဲမေးမှာအင်ရှင်တွေကအမှန်တရားကိုသိခွင့်ရမှာအဲ့လိုမှမဟုတ်ပဲနဲ့စံတော်ဝါလူပုဂ္ဂိုလ်တွေတကယ်အတွေ့အကြုံအားနေတဲ့ပုဂ္ဂိုလ်တွေနဲ့တွားတွေ့မိရင်တော့အင်ရှင်ကအရန်နေနာရတယ်ပေါ့နော်နည်းနည်းပါးခြေကျော်လက်ကျော်လေးဖြစ်သွားတာတော့ဘာမှမဖြစ်ပါဘူးလူတိုင်းအောင်ပြေဆုံးနေရတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မှလည်းအမားတွေရှိပါတယ်အဓိကတော့ကို့မားကိုတီးဖို့လိုတာပေါ့နော်ကိုငွေရဖို့အတွက်တခုလည်းအတွက်နဲ့ပဲအင်ရှင်ပေါ်မှာစေတနာမထားနိုင်တာမျိုးရောမလုပ်တင်ဘူးနော်အပြင်းတွေမှာအများကြီးရှိပါတယ်ဒါကလည်းကျွန်တော်ကကိုမီဘွားဖတ်တန်းခဲ့တော့ကန်ဖိုင်တာအများကြီးတွေ့ဘူးပဲကျွန်တော် online စလုပ်တယ်2016နှစ်ကုန်2019မှာဆိုဝေါ်ပေးပါအလုံးစိုက်ရဲ့အရေးအတွက်ဒန်းလို့မျက်နှာချက်တွေကြမ်းခင်းတွေ partition တွေစေးတုံးလုပ်ငန်းဒန်းလို့ရတယ် online ရတယ်
အခုလိုမျိုး Facebook page က online မှာရောက်ပြီး3လလောက်မှ3လ6လလောက်မှထောင်တာ TikTok account ဆိုတာရှိလို့မရှိသေးဘူးအဲ့ဒီအချိန်မှာ online ကစောက်လို့ရေး group တွေရှိတယ် pre-board ကစောက်လို့ရေး group စောက်အုံးလေးပါ campaign တာများနဲ့ဈေးနှုန်းများအဲ့လို group 4-5 ခုကိုပဲ post တင်လိုက် engineer အများကြီးပဲအဲ့ဒါတွေအလုပ်တွေတန်းစီပြရတာကျွန်တော်တို့ကကုမ္ပဏီမှာ marketing တွေမှာလုပ်ခဲ့တာ marketing ပညာရပ်တွေတည်အဲ့ဒါတွေတခုတပန်းတာ engineer ခေါ်လိုက်တာနဲ့ကို post တင်လိုက်တာနဲ့ကိုကျွန်တော်ကဖုန်းဆက်ပြီးတင်လာတဲ့ချက်ချင်း5မိနစ်10မိနစ်တွင်ကျွန်တော် online မှာမြင်ရရှိတော့ချက်ချင်းဖုန်းဆက်တယ်ချက်ချင်းသွားတွေ့တယ်ဈေးတွေပဲတွက်ပေးလိုက်တယ်အဲ့အလုပ်ရပါတရက်ထဲရတယ် post တယ်နော် manager အလုပ်တွေ partition အလုပ်တွေပေါ်ပြပါလုပ်တယ်ရတယ်ဒါပေမဲ့တချို့အဖွဲ့ရမသိဘူးဝင်မှန်းနေကြတာအများကြီးပဲမှန်းနေတရားလောက်ရှိတယ်ဖုန်းဆက်ပေးပါတို့ဒီ site တွေလုံးနေပါတယ်လို့အင်ရှင်ကိုတွားပြီးဖုန်းဆက်ခိုင်းတယ်တချို့ campaign တွေပြောပါတယ်စားပေးပါတယ်နော်အဲ့ဒီခေတ်အောင်ပြောတယ်2018အောင်ကျွန်တော်အဲ့ဒီအလုပ်တွေရပါပြီစာချုပ်ချုပ်ပြီးစိတ်ရမှာယူလာခဲ့ပြီ furniture အလုပ်တို့ကြွေပြားအလုပ်တို့ကျတော့ site တွေများလို့ရှိမှလုပ်တော့ကိုတခြားသူပေးလိုက်ပါလို့အဲ့ဒီ project ကစမ်းချောင်းကားတဲ့ project အဲ့ခေတ်အောင်ကစမ်းချောင်းကားတဲ့က4လွှာပဲစောက်ရတယ်အစင်ပဲခန်း2ခန်းရတခြားအဲ့ရနေပြီးတော့ site အများကြီးတန်းစီရ manager လုပ်တွေရင်းခွဲတွေကွန်ဒိုပြင်တာတွေအများကြီးရ2019 18 19 site တွေကိုတာဝန်ယူပြီးအဲ့ဒီခေတ်ကတော့ဈေးကငြိမ်တော့ငွေကြေးတွေငြိမ်တော့အလုပ်လုပ်ရအဲ့ရလေးပါပဲကျွန်တော်တို့ကတင်ယူနေသေးပါပဲဟုတ်လားကျွန်တော်ပစ္စည်းတစ်ခုကိုကြည့်ပြီးတော့ပြောတတ်တယ်တိတယ်မသိရင်မပြောဘူးအင်ရှင်တို့လမ်းမမပေးဘူး site ကိုရတိုင်းလည်းမယူဘူးတော်တော်ဆိုးတဲ့ customer တွေလည်းရှိတယ် site ကိုအသိန်းခေါ်လာလို့လာကြည့်လို့အောင်မဟုတ်လာလို့ဘာမှလည်းမသိရဘူးဒီဇိုင်းလည်းမယူရဘူးနိုင်ငံခြေနေလည်းမသိရဘူးဈေးလည်းမညှိရဘူးအသိလာလို့ခိုင်းနေအိမ်တွေအောင်ရှိတယ် sorry ပဲအဲ့လိုမလုပ်ဘူးဒီကပြောချင်တာအဲ့ရပါဘောနော်တကယ်နားလဲတဲ့လူဆိုရင်ပစ္စည်းတစ်ခုကြည့်ရတဲ့ခံမှန်းတတ်ပါတယ်ဒါပဲနေပဲမဆိုကျွမ်းကျင်နေတဲ့လူတွေဆိုရင်ဒါရဖြည့်ရှင်းတတ်ပါတယ်မဖြည့်ရှင်းတတ်တဲ့လူကိုတွားမိမယ်ဆိုရင်တော့ဘဝတုဒ္ဒအမှားတွားမိမယ်ဆိုရင်တော့ဘဝတုဒ္ဒအမှားတွေရမှာပေါ့နော်ဒီကြစစ်ရွေးချက်တတ်ဖို့လိုတယ်အင်ဂျင်နီယာအိမ်မဲဆောက်အိမ်မဲပြင်းဘာပဲလို့ online မှာလေ့လာသူ့ရဲ့ဒီ site ဒါမှမဟုတ်ဒီကုမ္ပဏီရဲ့ review တွေလိုက်ကြည့်ဘယ်လိုတွေနဲ့စောက်ခဲ့ဘူးလဲအဲ့လိုအကုန်တွေကိုလိုက်လေ့လာစမ်းစစ်ပြီးမှအလုပ်အတ္တိတိုင်အောင်အမှားအနည်းဆုံးလေးတော့ဖြစ်ပါတယ်ဘယ်မှ perfect တော့မရှိပါဘူးဟိုးအရင်ခေတ်တွေတုန်းကတော့ perfect ရှိတယ်စောက်လို့ဒီကုမ္ပဏီအိမ်လားဆင်တဲ့ကုမ္ပဏီတွေအိမ်လားဆင်တဲ့ဆိုင်တွေရောမှတော်တော်ကြီးကိုရှာယူရတာပေါ့နော်ဒီခေတ်ဒီကားကုန်စည်နှုန်းမတည်ငြိမ်မှုဘယ်လိုတမရှားပါမှုရန်ကုန်မျိုးရဲ့ကားချက်မှုပေါ့နော်နေဝေးတွေတွားရတာအဆင်မပြေမှုကုန်စည်နှုန်းတွေကမနဲ့ညနေအောင်မတူဘူးပေါ့နော်အိမ်လားဆင်တဲ့ပစ္စည်းဈေးနှုန်းတွေကအဲ့ကြားထဲမှာအဆင်ပြေဖို့ဆိုတာကြီးကိုလုံးဝမရှာပါနဲ့တေချာ